င်္ဂလာပါရှင်ကျမကတော့ Miss International က City Director Max စုစုနာမည်ဖြစ်ပါတယ်ရှင်ကျမတို့ပွဲမှာအနိုင်ရရှိခဲ့တဲ့ Mrs. တွေနဲ့အတူ interview စကားဝိုင်းလေးအစီအစဉ်ကိုစတင်တော့မှာဖြစ်ပါတယ်ရှင်အခုကျမတို့ဒီစကားဝိုင်းလေးအစီအစဉ်ကိုအဓိကကူညီပံ့ပိုးပေးရတော့ Link HL မျိုးကျိုးဆောင်ခွင့်ရဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်ညီမကတော့ Mrs. International Manly ရဲ့ winner စုစုနိုင်ပဲဖြစ်ပါတယ်ရှင်ရှင်ဒီမှာတော့ Mrs. International အေဝါအလာနဲ့ Miss ဖြစ်ပါရှင်မင်္ဂလာပါရှင်ညီမကတော့ Miss International ကျောက်ဆယ်အလာမယ်နာနာမြင့်ဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အားဆိုလို့ရှင်ဒီနေ့စကားဝိုင်းလေးမှာကကျမနော်အင်တာဗျူးအနေနဲ့မေးချင်တာပေါ့နော်ညီမလေးတို့ဒီအမားတို့ဒီပေါ့နော်ဒီပြိုင်ပွဲကိုဘယ်လိုမျိုးတွေ့ပြီးဝင်ကြံခဲ့တာလဲပေါ့နော်အဲ့ဒါလေးကျင်လို့ပါမကနေစောက်ပြပါ Facebook ကနေတွေ့ပြီးတော့ဝင်ပြန်ခဲ့ပါတယ်ရှင်line ပေါ်ကနေပြီးတော့ဆက်သွယ်ပြီးတော့ဝင်ပြန်ခဲ့တဲ့အချိန်မှာဆရာတို့ကတိကျရှင်းပြပေးပါတယ်ရှင်အဲ့ဒါကြောင့်မလို့ဝင်ပြန်ခဲ့တာပါဟုတ်ညီမလေးကကျွန်တော် TikTok မှာစပြီးတော့တွေ့ခဲ့တာပါရှင် TikTok ကနေတွေ့ပြီးတော့တခါဖုန်းဆက်ပြီးဆရာတို့ကလည်းညီမလေးဒီမှာမန်လေးမှာကျင်းပမယ်ပွဲကြီးပေါ့နော်အဲ့ဆိုတော့ညီမကလည်းဆရာနဲ့တခြားလေးပြောပြီးတော့လာတက်ဖြစ်တာပါရှင်ဟုတ်အမလည်းဟို TikTok ပေါ်ကနေတွေ့ပြီးလာပြန်ဖြစ်တာပါမန်လေးမှာဆိုတော့ကိုရှင်နဲ့နီးတဲ့ဒီအဲ့နဲ့နီးရတဲ့ဆိုပြီးလာတိုက်ပြန်ပြစ်တာပေါ့အစင်လဲပြည်တယ်ဆိုပြီးတော့ဟုတ်ကဲ့ရှင်ဒီလိုပြိုင်ပွဲဝင်ခဲ့တဲ့အချိန်မှာအမားတို့ဒီညီမလေးတို့တွေပေါ့နော်ဘလို့ခက်ခဲတွေရှိခဲ့တယ်ပေါ့နော်အဲ့ဒီခက်ခဲတွေကိုဘလို့မျိုးကြော်လာခဲ့တယ်မသိဘူးခက်ခဲတွေရောရှိရပါရှင်ဟိုညီမတို့ကအိမ်အောင်တယ်ဖြစ်တာဆိုတော့ညီမတို့မှလည်းကလေးလည်းရှိရဲဆိုတော့လေကလေးကတစ်ဖက်ယောက်ျားကလည်းစိတ်မချတော့ဝင်မပြန်ခိုင်းချင်ဘူးပေါ့အဲ့ဒါတွေလည်းအခက်ခဲနဲ့ရင်ဆိုင်ကြော်ဖြတ်ခဲ့ရပါတယ်ရှင်ပြဿနာတော့အများကြီးဖြစ်ခဲ့ပါတယ်ဘာပြဿနာအများကြီးဖြစ်တဲ့ကြားနေညီမဝင်ကြံခဲ့ရတာပေါ့ပြဿနာဖြစ်ပါတယ်ဟုတ်အဲ့ဒါညီမလေးကရောညီမလေးကကျတော့အလုပ်တစ်ဖက်ပေါ့အလုပ်တစ်ဖက်ကနေပြီးတော့အမေရဲ့တသားပဲရှိရဆိုတော့အမေဆိုတော့တည်ရလူရှိလူကြီးဆိုတော့လည်းပြောရအခက်တာပေါ့ဒါပေမဲ့လည်းအခက်အခဲအများကြီးနဲ့ပဲညီမရှောင်းတိုင်ပြတာပါရှင်ဟုတ်အမရောဘလို့ခက်ခဲတွေများကြုံတွေ့ခဲ့ရလဲမသိဘူးမလာကြတော့သွားရေးလာရေးလည်းခက်ခဲရှိတာပေါ့နော်ဟိုနဲ့ဒီနဲ့ဆိုတော့ဒါပေမဲ့ကလေးတွေကလည်းအခုနည်းနည်းကြီးရဲ့ရွယ်ရောက်နေဆိုတော့ဒါပေမဲ့ထားလို့ရပါဒါပေမဲ့ကလေးတွေကျတော့လေဟိုလိုကြီးလည်းပြစ်ထားလို့မရဘူးမျိုးသားလည်းတဝင်းတိုးတယ်အဲထဲမှာပါတော့နည်းနည်းတော့ပြောရတာပေါ့ပြောပြီးတော့မှလာပြန်ရတာခက်ခဲနေပေါ့နော်အဲ့ဒါဆိုလို့နှွေးရှင်ဒီမှာအမတို့နှစ်ယောက်အမနဲ့ဒီညီမလေးနှစ်ယောက်နဲ့အမျိုးသားချင်းချင်းခံရတဲ့လူတွေပေါ့အားကြလာပြီရမ်းမယ်ဟုတ်ပြီအဲ့ဒါဆိုလို့နှွေးရှင်အမျိုးသားတွေရောဘယ်လိုမျိုး support ပေးခဲ့လဲမသိဘူးအမတို့အမျိုးသားချစ်တဲ့လူတွေဆိုတော့ညီမအမျိုးသားချစ်တဲ့အကြောင်းလေးတွေမေးမယ်ကဲအမျိုးသားရောဘယ်လိုမျိုး support ပေးလဲ support မပေးဘူးမပေးဘူးလားဘာမှကိုမပြန်ခိုင်းဘူးသွားမယ်ဆိုရင်ကိုမသွားအောင်လို့လိုက်ပြီးတော့တားနေရလို့မျိုးပါဟိုအခုမှဝင်းနာဖြစ်မှနည်းနည်းတော့ support ပေးရပါအခုဝင်းနာဖြစ်မှ support ပေးရပါဟုတ်အဲ့တော့အမကတော့ဟိုပါပေါ့ပြိုင်သူကတော့သွားနေတဲ့နေရာတော့လှုပ်ချင်တာလှုပ်ပေါ့ဒါပေမဲ့သူ့ပေါ်တစ္ဆာရှိဖို့ပဲသူကဒီကကျန်တဲ့ဟာတော့အမလှုပ်ချင်တာလှုပ်ကောင်းတော့လို့တော်လိုက်ရောက်ပေးပါတယ်ပေါ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအဲ့ဆိုလို့နှွေးရှင်ညီမလေးကဒီပြိုင်ပွဲမှာပေါ့နော်ဝင်တဲ့အချိန်မှာပေါ့နော်မိသားစုပြဿနာအခက်အခဲလေးတွေရောဈာအခက်အခဲလေးတွေရောရှိရပေါ့နော်အဲ့လိုအခက်အခဲတွေကိုညီမဘယ်လိုရင်ဆိုင်ကြော်ဖြတ်ခဲ့တယ်မသိဘူးပြောအများကြီးကတော့တိုက်ခိုက်ကြရဲဆိုတော့အမေကကျတော့အများကြီးနားလည်ပြီးတယ်ရတယ်လို့ဖြစ်ထွန်းအောင်လုပ်အောင်မရလို့ကျိုးသမီးလေးကျိုးစားပေါ့နော်တခုပဲအလုပ်လေးနဲ့ပတ်သက်ပြီးတော့အလုပ်ကလည်းအလုပ်ကဝင်နေနေချင်းပေါ့ဒီမဖြစ်တော့ဘူးဒီမှာအမျိုးမျိုးတိုက်ခိုက်ချင်တော့ခဲ့ဒါပေမဲ့သမီးသူတို့တိုက်ခိုက်လေသမီးကပိုအောင်မြင်နေပဲလို့အမြဲပြောထားပါတယ်ရှင်အားကြောင့်ဒီပေါ်မှာပြန်ပြတာပါโอเคအဲ့ဒါလို့နှွေးရှင်ညီမလေးတို့ဒီမှာညီမလေးတို့ရဲ့စံပြပုတ်ကိုပေါ့နော်စံပြပုတ်ကဘယ်လိုမျိုးတွေလဲဒီမရဲ့စံပြပုတ်ကတော့ပြီးပါပဲပေါ့ဘာလို့လဲဆိုတော့အမေကသူဘယ်လိုပြောမလဲဒီမှာလူပဲပေါ့ကိုလို့ဖြစ်ရမယ်ဒါပေမဲ့အခက်ခဲကတော့အများကြီးရှိရဆိုတော့နော်အများကြီးရှိခဲ့တယ်စူးစမ်းရင်တော့တနေရမဟုတ်နေရတစ်ခုတော့ရောက်နေတယ်အဲ့ဒါကြောင့်ညီမရဲ့စံပြတော့အမေပါမယ်ရှင်ညီမလေးကလည်းအမေပဲရှင်အမေကပဲအကုန် support ပေးရပါယောက်ျားကဘာမှ support မပေးပါဘူးအမေကအကုန် support ပေးရတယ်ညီမလေးယောက်ျားတော့ဒီ interview ကိုကြည့်ရင်တော့ညီမလေးကိုတော့အမားတို့မပါဘူးနော်ညီမလေးအမေကပဲအကုန်ထောက်ပံ့ပေးရတဲ့အတွက်ဝင်နာဖြစ်ရခဲ့ရပါရှင်အဲ့ဒါညီမလေးရဲ့စံပြပုတ်ကတော့အမေပဲပေါ့အမရောအမကစံပြပုတ်ကိုရမရှိပါဘူးကိုဟာကိုတယောက်တည်းပေါ့နော်တယောက်တည်းဆိုညီမလေးလိုက်ပို့တာနဲ့အဲ့လိုမျိုးပဲလာခဲ့တာပေါ့ဟိုကိုချစ်တော့ပေါ့ကိုပဲရက်တည်ရတာလေကောင်းတော့အားကြောင့်မလို့ကိုကလည်းအကြီးဆိုတော့ကိုထက်ကျန်တဲ့လူကငယ်တွေပဲဒါပေမဲ့သူတို့ကတော့အကုန်လုံးထောက်ပံ့ပေးပါညီမတွေက
ဟုတ်ပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီပြိုင်ပွဲလေးကိုပြိုင်တဲ့ချိန်မှာပေါ့နော်အမားတို့တွေရှေ့လျှောက်ဘယ်လိုမျိုးတွေဆက်ပြီးတော့လုံမလဲပေါ့နော်ဘယ်လိုဆက်ပြီးတော့လုံမလဲဆိုတော့အမအနုပညာလည်းညောင်းမပဲရှောက်မှာလားဒါမှမဟုတ်လို့ရှင်ပေါ့နော်ဒီ miss ပြိုင်ပွဲနောက်ထပ်ပြိုင်ပွဲအကြီးရှိသေးရပေါ့နော်အဲ့ပြိုင်ပွဲအကြီးကိုပဲအမတို့ဆက်လန်းအောင်မှာလားပေါ့အဲ့ဒါလေးကိုလည်းသိကြပါရဲ့ရှင် ဟုတ်ညီမကတော့ကြော်ညာရီတရုပ်ဆောင်တွေထဲမှာဝင်မယ်လို့စိတ်ကူးထားတယ်ရှင်ဟို miss ကတော့ထပ်ပြီးတော့တိတ်မပြိုင်ဖြစ်တော့ဘူးထင်တယ်ဟုတ် ဟုတ်ကဲ့ညီမလေး ကျတော့အမှုပညာလည်းဆွေးထားရှောင်းနေချင်တာပေါ့နော်ဟာဒီကလည်းပြိုင်ပွဲရှိခဲ့လို့ရှိရင်လည်းချန်ပီယံမှာကျမ တိုင်းရဲ့ ပြိုင်ပွဲရှိရင်တော့ထက်တော့ပြိုင်နေတယ်လေဒါပေမဲ့ဟိုပါပေါ့ဟိုကအနုပညာလောက်တွေတော့လုံနိုင်မှာပေါ့ကလေးတွေကလည်းအခုရွယ်ရောက်နေဆိုသူတို့အတွက်လောက်ပေးရကြီးမလည်းအတန်းကြီးနေပြီဆိုတော့ ဟုတ်ကဲ့ပါရှင် လောက်ပိတ်ပြီးတော့ ဟုတ်ကဲ့ပါအဲ့ဆိုလို့မျိုးရှင်ပေါ့နော်ဒီ organization ရပါတော့ညီမတို့ခုဖြစ်ချင်တဲ့အိမ်မက်တွေကိုအမှန်တကယ်လုပ်ပေးနိုင်လိမ့်မယ်လို့ညီမတို့ယုံကြည်ပါလားပေါ့နော် ဟုတ်ယုံကြည်ပါတယ်ရှင်ဝင်နာလေးဖြစ်ခဲ့တော့ပို့ပြီးတော့ယုံကြည်ပါတယ်ရှင် အကုန်လုံး ဟုတ်ကဲ့ပါရှင်အဲ့ဆိုလို့မျိုးရှင်ညီမလေးတို့ဘက်ကနေရော organization ကိုပေါ့နော်မေးချင်တဲ့မေးခွန်းလေးတွေရောရှိတာမသိဘူး ရှိတော့ အဲ့လိုမျိုးကတော့မရှိဘူးရှင်ဟိုကအကုန်လုံးကအမှန်တကယ်လောက်တာဆိုတော့အမှန်ကန်နေပဲလောက်တာပါရှင်ဟုတ်စိတ်ချရပါတယ် ဟုတ်ကဲ့ပါရှင်အမတို့ agency ပေါ့အမတို့ organization ပေါ့နော်အမတို့ organization ဘက်ကလည်းညီမလေးတို့ပေါ့နော်အကောင်းဆုံး support ပေးနေအောင်လည်းကြိုးစားနေပါတယ်ပေါ့နော်အမတို့နောက်ပိုင်းနေဆိုလို့ရှိရင်ပေါ့နော်ဇလန်တိုတွေရိုက်ဖို့ပေါ့အမတို့စီစဉ်နေရပေါ့နော်ဒါပေမဲ့အခုလောလောဆယ်မှာအမတို့နေနေရလည်းဒီလမ်းကြောင်းပေါ်မှာရှောက်လန်းနေကားစားလည်းဖြစ်နေတဲ့အခါကြတော့ပေါ့နော်တချို့အချိန်လေးတွေကြာမြင့်တာလေးတွေအခါကျကြာမြင့်တာလေးရှိတတ်တယ်ပေါ့နော်ဒါပေမဲ့အခါကျလို့ရှိရင်တော့ဇွဲရှိရှိနဲ့စောင့်ပေးပါလို့အမတို့ကပြောချင်တယ်ဘာကြောင့်လဲဆိုတော့အမတို့ရဲ့ဟိုပေါ့နော်ဒီငကိုရဲ့ဒီပြိုင်ပွဲကိုအမကကျင်းပပြီဆိုတဲ့ကနေပြီးတော့ပေါ့နော်အကုန်လုံးဝင်းဖြစ်ချင်တယ်။ဘာလို့ဝင်းဖြစ်ချင်တာလဲဆိုတော့ညီမလေးတို့လည်းအကျိုးရှိအမတို့လည်းအကျိုးရှိအဲ့လိုပုံစံမျိုးဖြစ်နေ။အမတို့တော့အမတို့ပေါ့နော်အရင်တော့ပြိုင်ပွဲတွေအများကြီးဝင်ပြန်ခဲ့ဘူးတယ်ပေါ့နော်။ပြိုင်ပွဲပြန်ပြီးသွားလို့ရှိရင်အမတို့မှာတခြားလမ်းပေါ့နော်ရွေးချယ်စရာဆိုတာမရှိခဲ့ဘူးပေါ့နော်။ကိုလန်းကိုပြန်ဖောက်ကြတယ်ပေါ့နော်။အဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေကြားမှာအမတို့ကုန်ကြမှုတွေအများကြီးရှိခဲ့တယ်ပေါ့။ကုန်ကြမှုတွေရှိခဲ့ပြီးတော့ကုန်ကြမှုတွေအပေါ်မှာအမတို့တွေပေါ့နော်ဟိုခံစားရတဲ့စိတ်ဆင်းရဲမှုတွေ stress တွေအဲ့လိုမျိုးတွေရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အမစီမှာပြိုင်ပွဲဝင်နေဘူးပေါ့နော်အဲ့လိုမျိုးတွေမဖြစ်စေချင်ဘူးအားကြောင့်မလို့အမပြိုင်ပွဲဝင်နေအမဒီပြိုင်ပွဲလုပ်ပြီဆိုတော့အမစဉ်းစားတယ်ငါပြိုင်ပွဲဝင်နေကိုငါဘာလုပ်ပေးနိုင်လဲငါပြိုင်ပွဲဝင်နေကိုငါဘာလုပ်ပေးချင်တာလဲဒီပြိုင်ပွဲဝင်နေဒီပြိုင်ပွဲဝင်ပြီးတော့ဒီပြိုင်ပွဲပြီးသွားပြီဆိုတာမျိုးကိုအမတော့မဖြစ်ချင်ဘူးအဲ့တော့အမအနေနဲ့လည်းရှစ်ဆက်ပြီးတော့ပြိုင်ဝင်နေတဲ့အခွင့်အလမ်းတွေရအောင်လို့ရှိရဆိုတော့အမစူးစမ်းနေမှာပါဒါအမတို့ organization ဘက်ကညီမလေးတို့ဘက်ကပြီးတဲ့ကလေးတွေပေါ့နော်အားအကြောင်းမလို့အမအနေနဲ့ပြောချင်တာကတော့အမတို့နောက်ပြိုင်ပွဲတွေမှာလည်းပါဝင်ရှင်ပြိုင်မယ်ဆိုရင်အားလုံးဖိတ်ခေါ်ပါတယ်အမနောက်ဒီပြိုင်ပွဲပြီးသွားပြီပေါ့နော်နောက်ဒီလပိုင်းဆိုလို့ရှိရင် miss up ပွဲကိုပေါ့ Miss at International မှာ Miss at Town ကိုအနေနဲ့ city director ရှိမှာပါပေါ့နော်အဲ့ခါကျလို့ရှိရင်လည်းညီမတို့ရဲ့ပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်ဖို့ပေါ့နော်မောင်လေးညီမလေးတွေအကုန်လုံးဖိတ်ခေါ်ပါတယ်ညီမလေးတွေအနေနဲ့လည်းအမတို့ရဲ့ပြိုင်ပွဲကိုရိုးရိုးကြည်ကြည်နဲ့လာပြိုင်ပေးဖို့အမတို့အနေနဲ့လည်းညီမလေးတို့အောင်မြင်ဖို့အတွက်ပေါ့အခက်ခဲတွေကြားရတိုက်ခိုက်တွေကြားရကနေပြီးတော့အကောင်းဆုံးစူးစမ်းပြီးတော့ကူညီပေးပါမယ်လို့ယုံကြည်ပေးပါနော်ညီမလေးတို့အမားတို့တွေကအောင်မြင်ဖို့ကိုအမားတို့တွေခိုင်းပေးမှာအမားတို့ရဲ့ခန္ဓာပေါ့နော်ဒါပေမဲ့အမားတို့စီကိုမရောက်အောင်လာပြန်ရမှာတော့ညီမလေးတို့ခန္ဓာပဲဖြစ်ပါလိမ့်မယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့ဒီအစီအစဉ်ကနေပြီးတော့ညီမလေးတို့တွေပေါ့နော်ပရိသတ်ကိုပြောချင်တဲ့စကားလေးရှိလို့ရှိရင်လည်းပြောပေးပါဦးနော်ညီမလေးအနေနဲ့ဟုတ်ဝင်းနာဖြစ်သွားလို့ရှိရင်ဒီတိုင်းရက်မနေပဲနဲ့အမှုပညာတွေကိုဆက်လက်ရှောက်လန်းလို့ရပါရဲ့ရှင်အဲ့ဒါကြောင့်မလို့လာပြိုင်ဖို့ဖိတ်ခေါ်ပါရဲ့ရှင်ညီမလေးอ่ะဒီဝင်းနာဒီလေးပြိုင်ဖြစ်အောင်ပြိုင်မှာမဟုတ်ဆိုပြိုင်ပြီးလို့ရှိရင်လည်းအဲ့နေရာကိုရက်မနေပဲနေရာတနေရာရအောင်တော့သွားပါလို့ဒီမှာတိုက်တွန်းချင်ပါတယ်ရှင်အမှန်ဟုတ်ပါတယ်ဒီလိုပြိုင်ပွဲကြီးကိုအစင်းစစ်မနောက်ခက်ခဲတဲ့ကြားတဲ့ပြိုင်ပြီးလို့ဒီလို crown ရလို့ရှိရင်လည်းဒီနေရာမှာပဲရက်မနေပဲနဲ့ပေါ့နော်ရှေ့ဆက်ပြီးကိုယ့်ရဲ့ဘဝတက်လန်းအကျိုးရှိမဲ့အရာလေးတွေအကုန်လုပ်စိတ်ချင်ပါတယ်လို့ဟုတ်ကဲ့ပါရှင်အဲ့ဆိုရင်ဒီနေ့စီစဉ်ကိုကြည့်ရှုပေးတဲ့လူအားလုံးတဦးတယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်ကျမတို့စီစဉ်ကိုကြည့်ရှုပေးတဲ့လူတွေအကုန်လုံးလည်းကျမကြချမ်းသာကြပြီးတော့လူရည်ဆန္ဒတစ်လုံးတစ်ဝပြည့်စုံပြီးတော့ agent နဲ့ဘဝကိုလည်းပိုင်ဆိုင်ရရှိပါသည်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်